နှင်းပန်းသီးသွားခူးကြမယ်ဒီနေ့တော့အိမ်မှာစိုက်ထားတဲ့နှင်းပန်းသီးကအသေးလေးအများကြီးတီးနေလို့သွားခူးစားမယ်